အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မဖွင့်အိမ်မှာကစုံအုပ်ဖီယုံအရှူပွဲလေးလှုပ်ရှားဖြစ်လို့လုံနီးလေးကိုလာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ရှင်အရင်ဦးဆုံးပြုတ်ပြီးသားကစုံအုပ်ကိုရှေ့ပေးထားလိုက်ပါမယ်နော်ပြီးရင်တော့တကြားထမင်းစားစွန်းတစွန်းစာပြီးလို့ပြနန်ကောမုတ်ရှောက်စွန်းစာရေနွေးအနှဲငယ်ထည့်ပြီးတော့နေပေးထားလိုက်ပါမယ်နော်အသားလေးရှောလာပြီဆိုရင်တော့ရပါပြီနော်ကြံတဲ့ပြုတ်ပြီးသားဖီယုံကိုလည်းကစုံအုပ်လိုပဲတကြားရဲ့ပြီးလို့ပြနန်ကောမုတ်ရထည့်ပြီးတော့နေပေးထားလိုက်ပါမယ်နော်ဒါကတော့နှမျိုးစလုံးရလာပါပြီနော်အပြားပုံစံလုပ်ပြီးတော့ကိုလိုရှင်နဲ့အတုံးအသေးကြီးပေါ်မူတည်ပြီးတော့လီးဖြတ်ပေးထားလိုက်ပါမယ်နော်ဒီနေရာမှာမုတ်သားတွေတစ်ခုနဲ့တစ်ခုမကအောင်လို့စံမောအနေငယ်ဖြူပေးထားလိုက်ပါမယ်နော်ဒီလိုမျိုးအနေထားဆိုရင်တော့ရပါပြီနော်ကျန်တဲ့ဖယုံကိုလည်းအတုံးလိုက်တုံးပေးထားလိုက်ပါမယ်နော်ပြီးရင်တော့ရေပွက်ပွက်ဆူထက်ကို3မိနစ်လောက်ပြုတ်ပေးထားလိုက်ပါမယ်နော်3မိနစ်ပြုတ်ပြီးရင်တော့စကားနဲ့ဆစ်ရှာပြီးတော့ရေအေးထဲမှာစိမ်ပေးထားလိုက်ပါမယ်နော်ဒီနေရာမှာတော့မုတ်တစ်ခုနဲ့တစ်ခုမကအောင်လို့ရေခဲရေသုံးတာပို့ပြီးတော့တင်းတော်ရယ်နော်ပြီးရင်တော့အုံနိုး150မီလီရဲ့စွမွေးရွက်ရဲ့တကြား3ဆွန်းစာရဲ့ချစ်ပီတာအုံဒီရဲ့ထည့်ပြီးတော့2မိနစ်လောက်ကြိုပေးထားလိုက်ပါမယ်နော်2မိနစ်ပြည့်ရင်တော့စိမ်ထားတဲ့မုတ်ဖတ်တွေကိုထည့်ပြီးတော့ကိုကအရှိုကြိုက်တယ်ဆိုရင်တော့တကြားထပ်ထည့်ရမှာနော်ကဲနောက်ဆုံးမှာတော့အနက်မွေးလေးနဲ့အရှိုပွဲလေးရလာပါပြီနော်ကဲစားကြပါဦးရှင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်အားလုံးပဲဘိုင်ဘိုင်